တော့1 စီနောက်ပွဲစပြီလား Federal ပြန်တော့ပေးလိုက်ရပြီစပြီးပေးစပြီးပြစ်ပြီးတော့ပေးလိုက်ရပြီဆိုတော့ Federal တယောက် Nobu AW1 နဲ့ပဲဆိုတော့ Revo ကပြန်တော့ရ1-3တော့ဖြစ်နေပြီဆိုတော့ International Champion တင်းရတော့လည်းတော့ပြန်တော့ထိန်းမတော့ရတော့တောင်းလေးတွေဂျားလေးတွေကနေပြီးတော့နော်ဆိုတော့7-4နော်ပြန်တော့တာနေပြန်ပြီလားကီးရတော့စီကလောက် all တက်လာတဲ့ top တစ်ချက်ဆိုတော့8-5ဆိုတော့ Revo ထပ်ပြီးတော့ရ10-5ဆိုတော့ Federal ထပ်ပြီးတော့ရ11-5ဆိုတော့ Nobu တက်လာတဲ့ချက်မှာ Revo တယောက် Nobu အိုးကောင်းဆုံးပဲ Revo နော်ဆိုတော့27ဆိုင်လေး3တော့ကိုင်းနေပြီလားထွက်ပစ်ခြင်းနဲ့ဆိုပေမဲ့ Nobu တက်ထွက်လာပြန်ပြီ Nobu အိုးတော့3မရှိတော့တဲ့တစ်ချက်မှာဆိုင်လေးပြန်တော့ပေးလိုက်ရပြီဒီဘက်မထိန်းတော့လားစိုးစောပွဲတော့မထိန်းတော့ဘူးကျုံဝင်ရပြီနော်4K တော့တာနေပြန်ပြီလား International Team 2K ပဲပြတ်တော့တယ် International Team နဲ့ပြန်တော့ထိန်းမလိုက်ရမယ်လားနည်းနည်းလေးဟိုးလိုက်မလားခဏလောက်ငြိမ်လိုက်မလားဆိုကေးပြန်တော့တူသွားပြီဆိုတော့2090လာတော့ကျိုးလာခဲ့ပြီเนาะဒီပွဲကတော့လုံးဝမထိန်းအမှန်ကန်ကျုံးကြတဲ့ပွဲဆိုတော့1 K တော့တာနေသေးတယ်เนาะဆိုတော့1 K ပြန်တာသွားခဲ့တယ်เนาะ MBB Team ရိုင်းမတက်တော့ပဲနဲ့လားနောက်ကနေတစ်ချက်လောက်လေးဟိုးပြီးတော့ပဲဆက်ဆော့လိုက်ပါဆိုတော့ရိုင်းတက်နေတော့ကြုံပြီးတော့ကေးတွေပြန်ပေးနေရတာเนาะကက်ကွာဆိုတော့ Nobu ပြန်ရလိုက်ပြီလားကေးတော့ပြန်တော့တူသွားခဲ့ပြီ Federal အော်တော့ Revo အဲ့လိုတက်ပြီးပြစ်တာတော့ Revo ကဆိုတော့ 2K ပြန်လာသွားပြီเนาะ Revo တက်ပြစ်တဲ့တစ်ချက်မှာဆိုတော့ Revo ဘယ်ရောညာတွေရောအော်ပြောတယ်เนาะ Revo ထပ်ပြီးပေးလိုက်ရပြန်ပြီเนาะဆိုတော့ကေးက 5K ပြန်လာသွားခဲ့တယ်เนาะ MBB Team เนาะရှေ့မှာတပွဲနိုင်တာပြဿနာတော့မရှိဘူးဆိုတော့ Game 3ကိုသွားလိုက်မလား Game 3ကိုသွားဖို့တော့များနေပြီเนาะဆိုင်လေးမှာထပ်ပြီးတောက်လျှောက်เนาะဒီ AW1 နဲ့ထိုင်ပြစ်နေတာเนาะ AW1 နဲ့ထိုင်ပြစ်နေတဲ့တစ်ချက်မှာဆိုတော့เนาะ 5K 5K တော့ပြတ်နေပြီလားခဏလေးခိုးလိုက်အောင်ထိန်းလိုက်ထိန်းကြပါအောင်ရိုင်းတွေအဲ့လိုပြီးတက်ပြစ်တော့ခါကျပေးရတာပေါ့ကေးတွေကနော်
Rebo ထပ်ပေးရပြီနောက်ဆုံးတစ်ယောက်ပဲကျန်တော့တယ်လား 1 game ဆိုရင်လား game 3သွားတော့မှာအော်နောက်ဆုံး Rebo ပဲเนาะအဲ့တော့ပေးလိုက်ရနော် Rebo so game 3ဆက်ကြည့်ရမယ်လား